ကျတာပရိသတ်သမီးများအတွက်တပတ်တာဟောစရများကိုဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျတာပရိသတ်သမီးများအနေနဲ့ဆိုလို့ရှိရင်တော့ဒီတပတ်တာကာလအတွင်းမှာကျတာပရိသတ်သမီးများသည်တဲ့အပြိုင်ဆိုင်အတိုက်ခိုက်ကိစ္စတွေလည်းကြုံရမယ်အယောင်းဝယ်ကိစ္စတွေလည်းကြုံရမယ်ခွဲချမ်းရေးဝေချမ်းရေးကိစ္စလည်းကြုံရတဲ့နော်လူတဦးနဲ့တူကြားမှာပေါ့နှစ်ဦးနှစ်ဖက်ကြားမှာညှိဦးကြားဝင်ဖြန့်ပြရတာညှိနှိုင်းရတယ်အဲ့လိုကိစ္စမျိုးလေးတွေတိုက်ဆိုင်ကြုံရတတ်ပါတယ်အဲ့တော့ဒီလိုကိစ္စဒီကာလအတွင်းမှာပေါ့ကျတာပရိသတ်သမီးတွေနဲ့ဒီကာလအတွင်းမှာဆိုလို့ရှိရင်မိမိလုပ်နေတဲ့အလုပ်ဒီအယောင်းဝယ်ပဲလို့ကြားဝင်ပြီးတော့ဆက်သွယ်ဆောင်ရွက်ပေးရတဲ့အကျိုးဆောင်ပွဲစားအလုပ်ပဲလို့မြည်သည့်အလုပ်ကိုလုပ်တည်ဖြစ်ပါစေတဲ့ကိုယ့်ဘက်ကတမာတမတ်ကြဖို့လိုအပ်တယ်တဲ့ကိုယ့်ကိုလေးစားနေတဲ့သူတွေရှိတယ်ကိုယ့်ကိုကြိုတင်နေတဲ့သူတွေရှိတယ်ကိုယ့်ရဲ့အရှိန်အဝါကိုနှစ်သက်နေတဲ့သူတွေရှိတယ်အဲ့ဒီသူတွေကတင်းရဲ့တမာတမတ်ကြမှုကိုစောင့်ကြည့်နေကြတဲ့ကာလတဲ့နောက်ကျတာပရိသတ်သမီးတွေကဒီကာလအတွင်းမှာဆိုလို့ရှိရင်အချီရေးကိစ္စမှာဆိုရင်ပေါ့နော်အမျိုးသမီးတယောက်ကိုအကြောင်းပြုပြီးတော့တယောက်နဲ့တယောက်ပေါ့နော်စကားအခြေတင်ပြောရတဲ့ကိစ္စလေးတွေတိုင်းဆိုင်ကြုံတွေ့ရတဲ့မိမိနဲ့အခြေတင်ဖြစ်တဲ့အခြေတင်ပြောရတဲ့သူတွေပေါ့နော်ကိုယ့်ထက်ယာရုကုံမှာကြီးတဲ့အမျိုးသားတူဖြစ်နေတတ်ပါတယ်ကိုကတော့ဒါငယ်ရွယ်တဲ့ဘိုင်းလေးကနေဖြစ်နေမယ်ဒီကာလအတွင်းမှာကျတာပရိသတ်မိတွေကကိစ္စတစ်ခုကိုအပြတ်ရှင်းရမယ်အဲ့ဒီကိစ္စဒီပါလဲဆိုတော့အခြေဖြစ်ဖြစ်မဖြစ်အိမ်အောင်ကြီးလူငွေပြဿနာဖြစ်မယ်အဲ့ဒီပြဿနာကိုမရှင်းရမချင်းပေါ့နော်တင်သွားကြလာကြလှုပ်ရှားကိုင်းစရာရှိတာတွေကသွားမသွားနိုင်မင်းနဲ့ကြံ့ကြာနေတတ်တယ်ဥပမာပေါ့အိမ်တော်ရင်းနဲ့ပတ်သက်လို့ကွာရှင်းစရာရှိတယ်ဆိုရင်လည်းပြပြတသားကွာရှင်းမှာဘာလို့လဲတော့တင်းမှနိုင်ငံခြားထွက်စရာရှိတယ်နိုင်ငံခြားထွက်ပြီးအလုပ်လုပ်မယ်သို့မဟုတ်နိုင်ငံခြားသွားပြီးတော့ကြောင်းတက်မယ်စသဖြင့်ပေါ့နော်ကို့မှာတစ်ခုခုလှုပ်စရာရည်ရွယ်ချက်ရှိတယ်ဆိုရင်လက်တလို့ရှင်းစရာရှိတဲ့ပြဿနာကိုအရင်ဆုံးမြန်ဆန်လေးရှင်းနိုင်ဖို့ကြိုးစားသင့်ပါတယ်တဲ့အဲ့တော့ကျတာပရိသတ်သမီးတွေကဒီတပတ်တာကာလအတွင်းမှာဆိုလို့ရှိရင်စိတ်ဖိစီးမှုများမယ်စိတ်ထဲမှာပေါ့နော်ဒို့လို့ဒို့တော့ဒိဟာများတဲ့ကာလပဲဖြစ်ပါတယ်နောက်ဒီကာလတွင်းမှာဆိုလို့ရှိရင်ကျတာပရိသတ်သမီးတွေကမိမိစိတ်ထဲမှာပေါ့ကိစ္စတစ်ခုနဲ့ပတ်သက်လို့ရှေ့ဆက်ရမလားနောက်ဆုတ်ရမလားရက်ပေးနေရမလားဝေခွင့်ရခက်နေတဲ့ကိစ္စတစ်ခုတိုက်ဆိုင်ကြုံတွေ့ရတတ်တယ်ပေါ့နော်နောက်ပြီးတော့ကျတာပရိသတ်သမီးများဒီကာလအတွင်းမှာသူစိတ်ဖိစီးမှုများမယ်စိတ်ဆိုးရင်စီတန်တရားစိတ်တွေလွန်ခဲ့တာမျိုးတွေတိုက်ဆိုင်ကြုံတွေ့ရတယ်။နောက်ပြီးတော့လုပ်ငန်းထဲမှာပေါ့လုပ်ငန်းတူတွေမှာမိမိကိုမနာလိုတဲ့သူတွေတိုက်ခိုက်တဲ့သူတွေနောက်ကိုယ်ကိုယ်ရမှာအတင်းဖြင့်ပေါ့နော်အမနာပစကားပြောတဲ့သူတွေနေတိုက်ဆိုင်ကြုံတွေ့ရတဲ့ကာလလည်းဖြစ်ပါတယ်။အဲ့တော့ကျတာပရိသတ်များဒီတပတ်တာကာလတွင်းမှာအိမ်မထဲမှာပေါ့နော်အိမ်မက်နမိတ်အနေနဲ့ဆိုလို့ရှိရင်ခွေးတရဝါပေါ့နော်အိမ်မွေးခွေးသို့မဟုတ်ဝင်းပလွေလိုတောခွေးလိုမျိုးတရဝါမျိုးကိုအိမ်မက်နမိတ်အနေနဲ့မြင်မဲ့တယ်ဆိုလို့ရှိရင်เนาะဒီအိမ်မက်နမိတ်မြင်မဲ့ပြီးမကြခင်မှာလူငွေပြဿနာတစ်ခုတက်တော့မဲ့ဆိုတဲ့ကြိုတင်ပြတဲ့နမိတ်ပဲဖြစ်ပါတယ်။တော့ကျတာပရိသတ်များအနေနဲ့အထူးပြုလုပ်တဲ့ရေရာကတော့ပေါ့နော်ခေါင်းပေါ့နော်ခေါင်းဆိုတာအမှကြက်ခေါင်းပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုငါးခေါင်းပဲဖြစ်ဖြစ်အဲ့လိုခေါင်းကိုဟင်းချက်ပြီးတော့ပေါ့နော်လမ်းဘေးခွေးလေးတွေကိုအစာအာဟာရဒါနအနေနဲ့ပြုပေးရမှာဖြစ်ပါတယ်။အဲ့တော့ကျတာပရိသတ်များအတွက်ဒီတပတ်တာကာလအတွင်းမှာအကျိုးပေးကနေများအနေနဲ့3553ည345424ဆိုတဲ့ကဏ္ဍများပဲဖြစ်ပါတယ်